Yo အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube ပေါ်ကနေတလားလောက်ကြောက်ပြီးတော့ရဲ့နောက်မှာတော့ကျွန်တော်ခုတည်းလာပါပြီအစတော့ကျွန်တော် Block Fruit Average Trailer ထွက်တဲ့ဗီဒီယိုလုံးမလို့ပါဒါပေမဲ့ဗီဒီယိုလုံးလို့ရလောက်တဲ့အထိ line ကောင်းကောင်းကျရတဲ့အချိန်ကျတော့ Block Fruit Average ကထွက်ပြီးနေပါပြီSo ဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်ကိုယ်တိုင်လဲ Block Fruit Average ကိုပထမဦးဆုံးအချိန်အနေနဲ့ဆော့ရမယ်နောက်ပြီးကျတော့ Average မှာပါတဲ့အရာအားလုံးကိုလိုက်လို့တော့မှချင်ပြီးတော့လုံဒီအားလုံးကိုပါတခါတည်းရှင်းပြပြီးတော့မှပဲဖြစ်ပါတယ်ချိန်နေဆွဲမနေပဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြရအောင်So ခုကတော့ကျွန်တော်ကိုယ်တိုင်လည်းဂိမ်းထဲရောက်ပါပြီ။ဘာဖြစ်လို့မှမသိပေမဲ့လည်းကျွန်တော် C3 ရတငယ်ချင်းတွေကို join တာဒါပေမဲ့ C1 ကိုရောက်နေပါတယ်။ဒါကတော့ average လာချင်းမလို့ error ဖြစ်နေထင်ပါတယ်။နောက်ပိုင်းကျရင်တော့တူတူကျင်ထားပဲထင်တာပဲ။ကျွန်တော်တို့တွေ permanent shot တွေဝင်ချင်းပဲ flame fruit ကို model ကြောင်းထားတော့တွေ့ရပါတယ်။တူတူကြောင်းထားမဟုတ်ဘဲနဲ့အရင်တော့ပါတဲ့အုတ်ထုပ်လေးကိုချွတ်ထားရပဲရှိပါတယ်။အရင်ထက်စာရင်ပူတော်ရုပ်ဆိုးရတယ်လို့တော့ကျွန်တော်ထင်ပါတယ်။ဆိုတော့ကျွန်တော်တို့တခြား average မှာပါလာတဲ့အရာတွေလိုက်မကြည့်ခင်ကျွန်တော် C3 ကိုအရင်တွားဖို့လိုတယ်လို့တော့ထင်ပါတယ်။အဲ့တော့ကျွန်တော် C3 ကိုတွားပါမယ်။ So ခုကတော့ကျွန်တော် C3 ကိုရောက်ပါတယ်ဒါပေမဲ့ထုံးစံအတိုင်းပဲဗီဒီယိုလေးကိုရှေ့ဆက်မတော်ခင်မှာကျွန်တော်တစ်ခုနဲ့မိတ်ဆက်ပေးဖို့လိုအပ်မယ်လို့တော့ထင်ပါတယ်။ဒီမှာနိုင်ငံမှာနေပြီးတော့တနေရာထဲမှာ block fruit နဲ့ပတ်သက်တာအကုန်ရနိုင်တဲ့ short ကိုရှာနေဆိုရင်တော့ block fruit ရှိပါတယ်။ block fruit ပါဆိုရင် block fruit ကောက်တွေ block fruit ရဲ့ game bag တွေနဲ့ block fruit ရဲ့ permanent fruit တွေကိုဝယ်နိုင်တဲ့အပြင် brother တို့ရဲ့ block fruit ကောက်တွေကို level တင်ခိုင်းလို့ရတဲ့ service တွေရောအဆုံးရှိနေပါပြီ။ဒါတွေမဟုတ်ပဲနဲ့အခုနောက်ပိုင်းအတီးတွေပါရောင်းနေလို့တီးရပြီးတော့ robot ဝယ်ယူခြင်းနဲ့ brother အနေနဲ့လည်း block fruit ရဲ့မူရင်းဆိုင်ဖြစ်တဲ့ Vincent မှာဝယ်ယူနိုင်ပါတယ်။အသေးစိတ်ကိုတော့အခုကြက်တတ်ထားတဲ့နေရာမှာတော့ရောက်စုံစမ်းမင်းညံ့နိုင်ပါလေဒါကတော့ Falcon ကနေ EK ကိုခုမှတစ်ဆက်ဆက် reward ထားတဲ့ fruit ရဲ့ model ပဲဖြစ်ပါတယ်တော်တော်လမ်းပြီးတော့ချစ်စရာလည်းကောင်းပါတယ်နောက်တစ်ခုကတော့ berry ကနေ creation ကို reward ထားတဲ့အတီးချစ်ပြီးတော့ yep အတီးရဲ့ model rapid juice နဲ့လည်းတူတယ်ပြီးကြတော့ချစ်ဖို့လည်းကောင်းပြီးတော့ဘေးကအတုံးလေးကွာကြတော့ပြီးပြန်ဆက်တာလေးကြည့်ရတာကိုတော်တော်လမ်းပါတယ်နောက်တစ်ခုကတော့ gravity ကနေ gravity ကို reward ထားချစ်ပြီးတော့ gravity ပါပဲဆိုတော့ကျွန်တော်ထုံးစံအတိုင်းပဲဇူးနဲ့လက်လို့ရေးပြီးတော့တီးဖောက်ပါမယ် PC မှာဖောက်လို့လာတော့မသိဘူးအရင်ဗီဒီယိုကလိုပဲ iFree ရပါတယ်နောက်ပြီးကြတော့ထွေလာကြည့်ပြီးတော့တဲ့ကျွန်တော်သိချင်နေတဲ့အရာလေးကိုကျွန်တော်တွားကြည့်ခဲ့ပါတယ်အဲ့ဒါတော့အခု awakening system အစ်ပဲကြည့်ပါတယ် admin bundle လို့ခေါ်ပြီးတော့ဘယ်လိုလုပ်လိုက်လဲဆိုတာကျွန်တော်အစတော့တော်တော်လေးကိုသိချင်နေကြပါအခုတော့သိတော့ပါအဲတုန်းကတော့ကျွန်တော်ဘာမှမသိပဲနဲ့အတီးတုံးပြီးမှဒီအဲ့ဒါကိုတွားလုပ်လို့ရမယ်လို့တော့ပြောပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်လည်းအတီးကိုစားဖို့လို့ဆုံးဖြတ်လိုက်ပါတယ်အမေဘန်အကြောင်းတော့ဗီဒီယိုရဲ့နောက်ပိုင်းမှာဒီချာချာလေးရှင်းပြပေးထားပါတယ်။ So ခုကတော့ကျွန်တော်တို့ EK ကနေစပြီးတော့စားလိုက်ကြရအောင်ပါ။ကဲအခုကျွန်တော်တို့ EK fruit ကိုစားလို့ပြီးတော့ပါပြီ။အဲ့ချိန်မှာသတိထားမိလာတော့ဘူး EK skin ပွင့်သွားပြီတဲ့။အဲ့ဒါနဲ့ပဲကျွန်တော်လည်း EK skin ကိုကြီးလွှတ်တော့ကြည့်ရပါ EK skin အနေနဲ့ကတော့normal ရောပေါင်းရင်တော့9ခုရှိပါတယ်ပြီးကြတော့ dragon တော့အတိုင်းပဲ crack ရမှာပါအဲ့ဒါကြီး dragon တော့အတိုင်းပဲ chromatic skin မှာပူးတွဲပါလာပါတယ် chromatic skin ကတော့ crack လို့မရဘဲနဲ့ time limit နဲ့ရောင်းတော့မှကြည့်ပြီးတော့ robot နဲ့ဝယ်ရမှာပါကျွန်တော်ကတော့ဝယ်ဖို့တော့အစီအစဉ်မရှိပါဘူးအဲ့တော့အခုကျွန်တော်တို့ EK ကို space တော့ဖွင့်ပါမယ်အဲ့ချိန်မှာကျွန်တော်ဘောစီရောက်ပြီးတော့မှဘောကိုတက်နေနေမှာအတီးရ damage မထွက်တာကိုသတိထားပြီးတော့ပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းကဲအခုဆိုရင်တော့ရပါပြီဆိုတော့ကျွန်တော် EK ကိုတွားပြီးတော့ဆန်းလိုက်ကြရအောင်ပါ EK ကိုတဘောကြတစ်ခုကတော့အခုလိုမျိုး M1 weight ထိပြီးတော့ easily span လို့ရတာပါအဲ့လိုနဲ့ဘောတက်ပြီးတဲ့နောက်မှာတော့ကျွန်တော် EK ရဲ့ space တွေအားလုံးပွင့်သွားခဲ့ပါတယ် EK ရဲ့မိုးပေါ်ကျင်တဲ့ space ဆိုရင်တော့တော်တော်လေး smooth ဖြစ်ပြီးတော့မိုးပေါ်မှာလည်းကျန်ရတာလေးကမိုက်ပါတယ်အခုကတော့ကျွန်တော်တို့ EK ရဲ့ space တွေအားလုံးဖွင့်ပြီးဆို admin panel လေးကိုစမ်းကြည့်ဖို့အချိန်ကြာပြီတင်ပါတယ်ဆိုတော့တွားလိုက်ကြရအောင်ပါ Okay ကျွန်တော် admin panel ကိုဖွင့်လိုက်မယ်ဆိုရင်တော့ဒီမှာ EK gravity creation ဆိုရှိပါတယ် EK ထဲဝင်လိုက်မယ်ဆိုရင်တော့ကျွန်တော်လုပ်လို့တော့မရပါဘူးဘာလို့လဲဆိုရင်တော့ mystery အနည်းဆုံး300လောက်မှလုပ်လို့ရမယ်ပြောရပါတယ်ကျွန်တော်လည်းဒီဗီဒီယိုရမ်းကြာတော့မှဆိုလို့ဒါ EK ကိုတော့အဲ့လောက်ကြီးလိုက်လုံးမရတော့ပါဘူးနော်တော့ဘော့တက်တော့နည်းနည်းပါးလိုက်ကူပေးထားတဲ့ fan တယောက်ကို average မှာပါလာတဲ့အတီးတွေအားလုံးကျွန်တော်ပေးခဲ့ပါတယ်ကျွန်တော်အခုလိုမျိုးဂိမ်းတွေမှာလမ်းကြုံတွေလို့အတီးတွေတောင်းနေဆိုရင်တော့ကျွန်တော်မှရှိရင်ပေးလေးရှိပါတယ်မရှိတော့တင်တောင်းမိစိတ်ဆိုရင်တော့ကျွန်တော်လည်းမတက်နိုင်ပါဘူးအခုကျတော့အခြား social media ရနေပြီးတော့ကျွန်တော်စာပို့ပြီးတော့တောင်းတာမျိုးတွေပါကိုလည်းကျွန်တော်တကူးတကကြီးလိုက်ပြီးတော့မှမဟုတ်ပါဘူး
နောက်တစ်ခုကတော့အေဂိမ်းထဲမှာတွေ့တာပဲကြည့်စီကျွန်တော်စာတွေပို့ပြီးတော့ friend အခိုင်းတာပဲကြည့်စီကျွန်တော် friend အခိုင်းတာဆိုလုံးဝလက်ခံပေးလို့မရပါဘူး brother တို့က brother တို့ဘာလို့ပဲကြည့်တယ်ကျွန်တော်လက်ခံတော့မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော် video လုပ်တဲ့ချိန်ညရေဝင်လာတာနည်းနည်းကျွန်တော်လည်းတိုင်ပတ်စီလို့ပါအဲ့တော့ကျွန်တော်အခု EGS belly ကို showcase လုပ်တော့ပါမယ်ဒါတော့ EGS ပထမ scale ကြည့်ပြီးတော့ enemy တွေကိုထိမယ်ဆိုရင် knockout နဲ့နောက်ကိုလွင်သွားစီမှာပါပြီးကြတော့ fuck ကလည်းတော်တော်လမ်းပါတယ် second scale မှာဆိုရင်လည်းပတ်လေကိုမိုးဝကြပြီးချတော့တွေ့ရမှာပါ showcase လုပ်နေအတိုင်းတွေရိုက်လာအဲ့ဒါကြောင့်မလို့ကျွန်တော် friend မအပ်ပေးဘူးလို့ပြောတာဘာလို့လဲဆိုတော့သူတို့ကတော့ like ကူတာပါကျွန်တော်စေတာတော့တည်ရဒါပေမဲ့ showcase ရိုက်ပြီးဆိုရင်ညာဒါတော့ VSK ကြည့်ပြီးတော့ကိုချက်ကြံသွားတဲ့ enemy မှာပေါက်ဝဲမှုတွေဖြစ်တော့မှကြည့်ပြီး damage ကတော့တော်တော်ကျဲပါတယ် CO တော့ကျွန်တော်မကြည့်လိုက်ရပါဘူးဒါကတော့ M1 ကြည့်ပြီးတော့ M1 လည်းစတိုက်ထူလို့ရတယ်လို့ဖိထားမယ်ဆိုရင်လည်း damage ပိုကျဲပါတယ်ဟိုကနေတော့ရင်တချို့ spell တွေကတခြားနည်းနဲ့ထွက်တယ်ဆိုရင်ပဲအတိုင်းနေရောကျွန်တော် scale အလုံးနီးပါးကိုလိုက်ကြနေမယ်ဆိုရင် video ကတော်တော်ကြာရနိုင်ပါတယ်ဒီ video က EGS တစ်ခုတည်းအတွက်မဟုတ်တာကြောင့်မလို့ကျွန်တော်ဒါတွေကိုတော့ကြော်လိုက်ပါမယ်ဆိုတော့ကျွန်တော်တို့တွေ EGS fruit ကိုအနှစ်ချုပ်ရမယ်ဆိုရင်တော့အရင်တော့ဘာမှမဟုတ်ပဲကြောင်ထိုးခံထားတဲ့ဒီတစ်လုံးဖြစ်တဲ့ fuck ကိုအခုလိုလေး reward ပေးတာတော်တော်လေးလမ်းပါတယ်အခုလို reward ကြောင့်လဲ user တွေတိုးလာမယ်လို့တော့ထင်ပါတယ်ဒါချင်း EGS ကို skin တွေပါထည့်ပေးလိုက်တယ်လို့ detail ကြ fat လေးလုပ်ပေးတာသဘောကျပါတယ် so နောက်ထပ်ဒီလုံးအနေနဲ့ကတော့ creation ပဲကြည့်ပါတယ်ဒါကတော့ creation model ကြည့်ပြီးတော့ကျွန်တော်ရှေ့ပိုင်းမှာလည်းကြည့်ရပြီးတာပါဆိုတော့ကျွန်တော်ဒါလေးကိုစားပါမယ်စားလိုက်မယ်ဆိုရင်တော့စားနေတယ်ကိုလာကတ်ပါတယ်တုံးတွေက okay ကျွန်တော်ခုကတော့ creation ကြည့်တော့ပါပြီးကြတော့model ပုံစံတော်လမ်းပါတယ်တိုက်ပုံစံရအောင်ပါဆို creation တော့ကျွန်တော် mystery fan ရမလို့ပါဘူး spare အလုံးပွင့်ပြီးတာပါလို့ညို့ဘာမဟုတ်တဲ့ barrier နေ creation ဆိုပြီးချစ်တော့လဲတော်တော်လေးလမ်းပါတယ်ဒါပေမဲ့ legendary ချစ်ပြီးတော့မှနောက်ဆုံး spare ကဒီ mystery 130တွေကပွင့်နေဆိုတာကြီးကတော့ legendary အတီးတစ်လုံးအနေနဲ့မချစ်တင်ဘူးလို့ကျွန်တော်ထင်ပါတယ်ခုလိုမျိုး review လာတဲ့အတီးသုံးလုံးပါဆို creation ကိုနေရာတိတ်မရဘူးလို့ထင်ပါတယ်နေရာတိတ်မရဘူးဆိုတာထက်လူစိတ်ဝင်စားမှုမခံရဘူးလို့ပြောရင်ပုံမှန်ပါလိမ့်မယ် review လာတဲ့အတီးသုံးလုံးမှာ channel နှလုံးက weekending ပါလာပြီးတော့ system တစ်နဲ့ပါ weekend လောက်ရတာတော့တော်တော်လေးလမ်းပြီးတော့ creation ကိုချန်တာဘာကြောင့်လဲတော့မသိပါဘူးဒါပေမဲ့နောက်ပိုင်းနေကြတော့ creation လည်းပါလာမယ်လို့တော့ထင်ပါတယ်ဘာလို့လဲဆိုတော့ creation free ကိုခံမင်းစွန်းဆိုကြီးရထားမလို့ပါဒါပေမဲ့လည်းကြာကောင်းကြာနိုင်ပါတယ်ဘာလို့လဲဆိုတော့ block free ရဲ့အထောက်စားဒါပါတော့Falcon ကြည့်မယ်ဆိုရင်လည်းကျွန်တော် Falcon skin အနေနဲ့ပါဒီချာချာလေးလုပ်ပေးကြတယ် scale fat တွေကလည်းရန်လန်းအောင်တွေ့ရတယ် gravity မှာဆိုရင်လည်း weekend နဲ့လုပ်ပြီးတော့ animation နဲ့လာနဲ့ကဘာကိုပါလမ်းကြရတာကြီးတော်တော်လမ်းတယ်လို့ပြောရမယ် creation ကိုလည်း fat တွေမလောက်ဘူးမပြောပါဘူးဆောင်းဝမ်းလာပြီးတော့အရင်ထက်လည်းတော်တော်လမ်းလာတွေ့ရပါတယ်ဒါပေမဲ့ channel နှလုံးနဲ့ရှင်လိုက်တော့ creation အဲ့လောက်ကြီးမဟုတ်ပါဘူးဒါမဲ့လည်း creation မှာသဘောကျစရာကောင်းတဲ့ချက်လေးအများကြီးပါပါနေတယ်အဲ့ဒါတွေကိုတော့ကျွန်တော်လည်းတေးစိတ်လိုက်ကြနေမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီ video creation video မဟုတ်ပါဘူး every မှာပါလာညကြအားလုံး video တစ်ခုတည်းပါကြောကြပေးတာဆိုတော့ကျွန်တော်လည်း creation ကိုတည်ချာချာလေး focus ပြီးတော့ showcase လိုက်ကြတော့မှမဟုတ်ပါဘူးဘာလို့လဲဆိုရင်တော့ video ကအရန်ကြာသွားနိုင်တာကြောင့်မလို့ပါဆိုတော့ barrier နဲ့ reward လုပ်တဲ့ creation အပိုင်းကတော့ဒီလောက်ပါပဲတောက်ထက် every video မှာတော့ creation awakening တွေကိုတော်တော်လေးညှော်လွှင့်လို့ရမယ်လို့တော့ထင်ပါတယ်နောက်ထပ်ဒီလုံးနေတော့ gravity ပဲကြည့်ပါဆိုတော့ gravity free လေးကိုစားလိုက်ကြရအောင်ပါ gravity ကိုလည်းထူထူလိုက်ဖန်နေကြလို့ပါကျွန်တော်အနေနဲ့ space ရအောင်ဖွင့်ပြီးကြပါဆိုတော့အခုကျွန်တော်တို့ admin panel လေးကိုတွားဆန်းကြပါမယ် admin panel လေးရောက်ရင်ကိုစားရတဲ့ဒီကိုရွေးပါပြီးကြရင်တော့ပွင့်နေတဲ့ space ကိုပဲနှိပ်ပြီးတော့ start reset ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ဒုခိုင်းတဲ့ဟာကိုလိုက်လုပ်လို့ရပါပြီဘာလို့မှလဲဆိုရင်တော့ enemy တွေကို M1 နဲ့လိုက်တက်ရမှာပါတက်လိုက်တဲ့ခါတိုင်းမှာလည်း percent လေးတက်လာပါတယ် 100% ကြီးတော့ space တစ်ခုရပါပြီဆိုတော့ကျွန်တော် 100% ကြီးရဲ့အထိကျွန်တော် live fan လိုက်ကြရအောင်ပါ7 minute လောက် gravity M1 နဲ့ live fan ပြီးရဲ့နောက်ပါကျွန်တော် 100% ကြီးတော့ပါပြီဆိုတော့ကျွန်တော်တို့တွေ admin panel နေအောင်ကျင်တော့ပါမယ်
အမေပန်တဲ့နေရာရောက်ရင်တော့စကားပြောပြီးရင်ထုံးစံအတိုင်းပဲ gravity ကိုရွေးလိုက်ပါခုနကနှိပ်ထားတဲ့နေရာမှာ complete reset နှိပ်ပြီးရင်တော့ gravity ရဲ့ M1 awakening ကို crack လိုက်လို့ရပါပြီကျွန်တော်လည်းအဲ့ဒါကြောင့် crack လိုက်ပါတယ်ဆိုတော့ပထမတစ်ခုကတော့ပြီးတော့ပါပြီ။နောက်နေတဲ့ C3 မှာ gravity M1 နဲ့ MPC လိုက်တက်ရတာတော်တော်လေးကိုကြာတော့ပါတယ် 100% ကြည့်ဖို့ဆိုအကြာကြီးလုပ်လိုက်ရတယ်ပေါ့နော်ဆိုတော့ဒီဒုတိယတစ်ခုကလည်း M1 နဲ့ပဲလောက်ပါဆိုတော့ကျွန်တော်တို့တွေ C1 တွားပြီးတော့ဆက်တက်ကြည့်ပါမယ်။တော့ရဲ့ M1 ကအရင်လိုမဟုတ်ဘဲနဲ့ဖိထားလိုက်တဲ့အချိန်မှာတန်လေးညီလာပိုပြီးကျန်းလာတော့တွေ့ရပါတယ်။ဟိုကတော့ကျွန်တော်တို့ C1 ကိုရောက်နေပါပြီဆိုတော့တော့ဆန်ကြည့်အောင်ပါ Okay တစ်ချက်သေးနဲ့ပဲကျွန်တော်တို့ပါဆက်နေတက်လာတော့တွေ့ရပါတယ်ဆိုတော့ဒီမှာတော့တော်တော်လေးညံပါတယ်โอเคကျွန်တော်ကြည့်တော့ပါကြည့်တော့ဆိုတော့အမေပန်တဲ့နေရာကိုကျင်တော့ပါမယ်ကျွန်တော်လည်းအမေပန်တဲ့နေရာကိုအញ្ញံဆုံးတောက်ခဲ့ပေမဲ့ gravity ကိုနှိပ်လိုက်တဲ့အချိန်မှာတော့ကျွန်တော်နောက်တဲ့ scale တစ်ခုကို craft ဖို့အတွက် material မလောက်ပါဘူးအဲ့လိုနဲ့ material မလောက်တာကြောင့်လို့ကျွန်တော်ဆက်ပြီးမလုပ်ဖို့စဉ်းစားလိုက်ပါဘာလို့လဲဆိုရင်တော့နောက်တဲ့ space လုပ်ဖို့ကလည်းကျွန်တော်မှာ mystery က6ဝါဒီရှိမှ space အားလုံးအဝိကန်လုပ်လို့ရကြအောင်မလို့ပါဆိုတော့အမေပန်တဲ့အကြောင်းကိုလည်းနည်းနည်းပါးပါးနားလည်တော့မယ်လို့ထင်ပါတယ်အဲ့ဒါပြီးရနောက်တော့ကျွန်တော် Michael Jackson စီမှာ Dragon Skin တွားခေါ်ခဲ့ပါတယ်ဘယ်လိုကြည့်အောင်လဲစောင်းဝမ်းလန်းပါတယ်ဆိုတော့အခုကတော့ကျွန်တော်တို့ UL rate မှာပါလာတဲ့ politics ကိုဘယ်လိုခေါ်ပြီးဘယ်လိုချရမလဲဆိုတော့ကြည့်ရပြီးတော့မှာပဲကြည့်ပါတယ်အခုကျွန်တော်တို့တွေပေါ်တဲ့နေရာကိုလာလိုက်မယ်ဆိုရင်တော့လင်းအောင်ရုပ်ထုနှစ်ခုကိုတွေ့ရမှာပါအဲ့ဒီလင်းအောင်ရုပ်ထုနှစ်ခုကိုကြည့်ရမှာကြည့်ပြီးတော့လင်းအောင်ရုပ်ထုနှစ်ခုလုံးရဲ့ညက်လုံးတွေหนีတော့ရင်တော့ပေါ်လာမှာပဲကြည့်ပါတယ်ညက်လုံးတစ်လုံးหนีဖို့ဆိုရင်တော့ဒီကြီးရောက်ဖို့မှာရှိရဲ့ MPC 85ဟောက်တက်ဖို့လိုအပ်ပါတယ်ဆိုတော့လင်းအောင်ရုပ်ထုကလည်းနှစ်ခုကြည့်နေရကြမလို့ညက်လုံးက4လုံးရှိပါတယ်မှတ်ထားမှာတော့ဒီကြီးရောက်ဖို့မှာ MPC ကောင်300တက်လိုက်တိုင်းမှာပေါ်ကတစ်ခါပေါ်လာမှာပဲကြည့်ပါတယ်ဒါကတော့လွယ်မှတ်နည်းပဲကြည့်ပါတယ်တော့ gain နဲ့ကြွားကြွားချင်းပဲပေါ်တစ်ကြီးပေါ်နေတော့တွေ့ရပါတယ်အဲ့တော့ကျွန်တော်ကတော့လိုက်တက်စရာမလိုဘဲနဲ့ချက်ချင်းပေါ်ကိုတက်ခွင့်ရခဲ့ပါတယ်ကျွန်တော်တို့ကတော့ဘော့တက်အနေနဲ့ပဲဘော့ရုပ်တရက်ရောက်တော့ခဲ့ပါတယ်အဲ့ဘရိတ်မှာနောက်ထပ်ပါလာတဲ့အနေနဲ့ကတော့တချို့ဘော့တွေနေတဲ့ copyright ညှိတဲ့အကြောင်းမလို့ model နဲ့နံပါတ်ကြောင်းလိုက်ရပါတယ်ဆိုတော့ဒါတွေကိုတော့အသေးစိတ်လိုက်ကြမလို့တော့ပါဘူးဒီဗီဒီယိုမှာလည်းတော်တော်စုံမယ်လို့တော့ထင်ပါတယ်နောက်နေ့ဗီဒီယိုမှာကြည့်တွေ့ပါမယ်